မင်္ဂလာပါရှင်ကျမတို့ရဲ့ The Buddha Mindset ကနေပြန်လည်ကြိုဆိုပါရရှင်ပြီးခဲ့တဲ့အပိုင်း1မှာကျမတို့ဟာသူတစ်ပါးကျိုးဆွဲရာကပြနေရတဲ့ရုပ်သိရုပ်ဘဝအကြောင်းကိုပြောပြခဲ့ပါရရှင်ဒီနေ့မှာတော့အဲ့ဒီရုပ်သိရုပ်ကိုအပေါ်ကနေအတင်းအကျပ်ဆွဲယူနေတဲ့ကျမတို့ကိုစိတ်ဆင်းရဲအောင်စိတ်လှုပ်ရှားအောင်အမြဲတမ်းခြောက်လန့်နေတဲ့အမြင်မရတဲ့ကြိုးစားတွေအကြောင်းကိုပြောပြချင်ပါတယ်ရှင်အဲ့ဒီကြိုးစားတွေကိုဗုဒ္ဓဘာသာမှာလောကဓာတ်လောကဓမ္မလို့ခေါ်ပါတယ်ရှင်မိတ်ဆွေတို့ရှင်ရုပ်သေးရုပ်လေးကိုလှုပ်ရှားစေတဲ့ကြိုးတွေထဲမှာအတင်းဆုံးနဲ့အကျက်ဆုံးကြိုးနှစ်ပင်ကတော့ချီးမွမ်းခြင်းနဲ့ကဲ့ရဲ့ခြင်းဆိုတဲ့ကြိုးနှစ်ပင်ပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ဘဝကိုပြန်ကြည့်လိုက်ပါအောင်ရှင်တစုံတစ်ယောက်ကကိုယ့်ကိုတော်လိုက်တာလှလိုက်တာထက်မြက်လိုက်တာလို့ချီးမွမ်းတဲ့အခါရုပ်သေးစရာကကျိုးကိုအပေါ်ကိုဆွဲတင်လိုက်တယ်လို့ပါပဲကျမတို့ရဲ့စိတ်ဟာလေထဲကိုမြောက်တက်သွားပြီးပျော်ရွှင်ကြည်နူးသွားကြတတ်တယ်မဟုတ်လားရှင်ဒါပေမဲ့အဲ့ဒီလူကပဲဒါမှမဟုတ်နောက်တစ်ယောက်ကနင်ကတော့ညံ့လိုက်တာဒီရုပ်နဲ့ဒါမျိုးဝေးရလားနင်းလှုပ်ထားတာကအလကားပဲလို့ကဲ့ရဲ့လိုက်တဲ့အခါမှာတော့ရုပ်သေးစရာကကျိုးကိုရုပ်တရက်လွှတ်ချလိုက်တယ်လို့ပါပဲကျမတို့ဟာမြေပြင်ပေါ်ကိုဒိုင်းကနေပြုတ်ကျသွားပြီးစိတ်သက်တွေကျဆင်းဝမ်းနည်းပူလောင်သွားရပြန်ပါတယ်ရှင်မိတ်ဆွေတို့သတိထားမိလားရှင်ကျမတို့ရဲ့ပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းဟာကိုယ့်လက်ထဲမှာမရှိဘဲသူတစ်ပါးရဲ့နှုတ်ဖျားပေါ်မှာရောက်နေတာပါသူတို့ကချီးမွမ်းတဲ့ကြိုးကိုဆွဲရင်ကျမတို့ကကရမယ်သူတို့ကကဲ့ရဲ့တဲ့ကြိုးကိုဆွဲရင်ကျမတို့ကငိုရမယ်ဒါဟာတကယ့်ကိုပင်ပန်းလွန်းတဲ့ရုပ်သေးဘဝပါပဲရှင်မြတ်စွာဘုရားရှင်ကလောကဓာတ်တရား၈ပါးရှိတယ်လို့ဟောကြားခဲ့ပါတယ်ရှင်1လက်ရခြင်း2လက်မရခြင်း3အချမ်းရံများခြင်း4အချမ်းရံနေခြင်း5ချီးမွမ်းခံရခြင်း6ကဲ့ရဲ့ခံရခြင်း9ချမ်းသာခြင်းနဲ့8ဆင်းရဲခြင်းတို့ပဲဖြစ်ပါတယ်ရှင်ဒီတရားတွေဟာလောကမှာရှိတဲ့လူသားတိုင်းပေါ်ကိုတိုက်ခတ်လာမဲ့လေမုန်တိုင်းတွေပါပဲရှင်ဘယ်သူမှရှောင်လွဲလို့မရပါဘူးဒါပေမဲ့ကျမတို့ကအဲ့ဒီလီတိုက်တဲ့နောက်ကိုလိုက်ပြီးရင်းထိုးနေမယ်ဆိုရင်တော့ကျမတို့ရဲ့ဘဝဟာဘယ်တော့မှငြိမ်သက်အေးချမ်းမှာမဟုတ်ပါဘူးရှင်ရုပ်သေးရုပ်လေးဟာသူ့ကိုခြိထားတဲ့ကြိုးတွေကိုသူ့ရဲ့အစိတ်အပိုင်းလို့ထင်နေသည်၍ကတော့လွတ်မြောက်မှာမဟုတ်ပါဘူးဒီလိုပါပဲကျမတို့ကလည်းသူတစ်ပါးရဲ့အမြင်တွေကိုငါရဲ့တန်ဖိုးလို့ထင်နေသည်၍ရုပ်သေးရုပ်ဘဝကနေလွတ်မြောက်မှာမဟုတ်ပါဘူးရှင်ချီးမွမ်းခြင်းဆိုတာခဏတာတိုက်ခတ်သွားတဲ့လေပြေလေးပါကဲ့ရဲ့ခြင်းဆိုတာကလည်းခဏတာတိုက်ခတ်သွားတဲ့လေချမ်းလေးပါပဲလေးတိုက်တာကိုကျမတို့တားလို့မရပေမဲ့လေးတိုက်တိုင်းရိမ့်မသွားအောင်တော့ကျမတို့စူးစမ်းလို့ရပါတယ်ရှင်ဗုဒ္ဓကကျမတို့ကိုကြောက်တောင်ကြီးတစ်ခုလိုဖြစ်အောင်ကျင့်ကြံဖို့လမ်းညွှန်ခဲ့ပါတယ်ရှင်လေပြေပဲတိုက်တိုက်လေမုန်တိုင်းပဲတိုက်တိုက်မတုံမလှုပ်ပဲတည်ငြိမ်နေတဲ့ကြောက်တောင်ကြီးလိုပေါ့ရှင်ဒီနေ့ရစပြီးတစုံတစ်ယောက်ကမိတ်ဆွေတို့ကိုဝေဖန်လာရင်ဖြစ်ဖြစ်ချီးမွမ်းလာရင်ပဲဖြစ်ဖြစ်စိတ်ထဲကနေဒီလိုလေးသတိထားကြည့်ပါရှင်။အော်ဒါလောကဓာတ်စူးစမ်းလေးတစ်ပင်လာဆွဲတာပဲ။ငါရိမ့်မသွားအောင်သတိထားရမယ်ဆိုပြီးတော့ပေါ့ရှင်။မိတ်ဆွေတို့ရှင်ကျမတို့ဟာသူတစ်ပါးရဲ့အကြိုက်ကိုလိုက်ဖြည့်ပေးဖို့လောကထဲကိုရောက်လာတာမဟုတ်ပါဘူး။သူတစ်ပါးရဲ့မျက်နှာသာပေးမှုကိုတောင်းခံနေရတဲ့အကျဉ်းသားတွေမဟုတ်ပါဘူးရှင်။ဒါပေမဲ့ဘာကြောင့်ကျမတို့ဟာသူတစ်ပါးအကြိုက်လိုက်လုပ်ရတာကိုမရက်တတ်နိုင်ပဲဖြစ်နေရတာလေ။အဲ့ဒီမျက်နှာသာပေးမှုဆိုတဲ့အကျဉ်းထောင်ကနေဘယ်လိုရုန်းထွက်ကြမလဲ။ဒါကိုတော့နောက်လာမယ့်အခန်း Chapter 3မှာကျမတို့ဆက်လက်ဆွေးနွေးသားကြရအောင်လားရှင်။